ဒီအာလူးမာလာကြော်လေးရဆိုရင်ဖြစ်လေဒီဟာနဲ့ပဲတောက်တာအောင်အိမ်မှာကလေးတွေပျော်ပဲစားစား TV ကြည့်ရင်လည်းစားစားရမ်းရတာရှိတဲ့အတွက်အိမ်သားတွေကြိုက်ဖြစ်ပါနော်စမချက်သူများအားလုံးမင်္ဂလာပါရှင်အာလူးကြော်ကြိုက်ကြလားရှင်ဒီနေ့မှာတော့လေကလေးရောလူကြီးပါကြိုက်တတ်တဲ့အာလူးကြော်ကင်းပွဲလေးကိုစပွန်ကြီးကြော်မုတ်ကလေးနဲ့တွဲဖက်ပြီးဆက်ပြပေးသွားမှာဖြစ်ပါတယ်ဆိုင်ကြီးတွေမှာဝယ်စားတဲ့အခါမှာလေအာလူးကြောင့်မာလာတပွဲကိုမှာစားလိုက်ရင်အကုန်လုံးစားကြတဲ့သူတွေအားလုံးကဘဝတစ်ဝဖြစ်ကြရပါတယ်ဒီနေ့တော့အိမ်မှာပဲဘဝစားလို့ရအောင်စပွန်ကြီးကြော်မုတ်ကလေးနဲ့တွဲဖက်ပြီးအာလူးကြောင့်မာလာလုပ်နည်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီမှာနဲ့အတူလိုက်ချက်ကြည့်ကြရပါအောင်နော်ပထမဦးဆုံးအကြော်မုတ်လေးကိုဇန်းနဲ့ကိုဖြန့်ခင်းပါမယ်ဒီကြော်မုတ်လေးရလေဘယ်မျိုးစားအောင်မဆိုဘယ်နာမည်တစ်စိတ်ကိုမဆိုသုံးလို့ရပါတယ်ဒီကြော်မုတ်ကလေးဖြန့်ခင်းပြီးဆိုရင်ဘာမှမထည့်ရပါဘူးเนาะစားရည်ချုံမုတ်တွေဘာမှထည့်ဖို့မလိုပါဘူးဒီလိုပုံစံလေးစပြီးလှူထားတဲ့အာလူးချောင်းလေးတွေကိုဒီထဲကိုထည့်လိုက်ပါမယ်အာလူးချောင်းကြော်လေးတွေကိုဒီလိုအကြော်မုတ်ကလေးတွေနဲ့နှက်ဆက်အောင်လုပ်လိုက်ပါမယ်အကြော်မုတ်နဲ့နေလို့အကြော်မုတ်ကိုထည့်ထည့်ပါမယ်ဘူးလိုမျိုးအာလူးချောင်းလေးတွေနဲ့အကြော်မုတ်ကလေးတွေကတမသွားပြီဆိုရင်ဒဲအိုးထဲမှာထည့်ပြီးကြော်လို့ရပါပြီရှင်ပထမဦးဆုံးဒဲအိုးကိုပူပေးလိုက်ပါမယ်စစ်ပူလာပြီဆိုရင်ခုနအကြော်မုတ်နဲ့ထားတဲ့အာလူးချောင်းလေးတွေကိုထည့်လိုက်ပါမယ်အာလူးချောင်းကြော်လေးတွေကိုနည်းငယ်လေးကျွတ်ပေါင်းအာလူးချောင်းလေးတွေကိုဆက်ကြော်ထားပေးပါမယ်အာလူးချောင်းကြော်လေးတွေအခုလိုအနေထားမျိုးရပြီဆိုရင်ပြန်ဆက်ထားလိုက်ပါမယ်အခုအာလူးချောင်းကြော်လေးတွေကိုခဏအေးခံထားလိုက်ပါမယ်အာလူးချောင်းကြော်လေးအေးသွားတဲ့အခါမှာနောက်တစ်ချိန်ပြန်ပြီးတော့ထပ်ကြော်ပေးရမှာဖြစ်ပါတယ်ဒါကလည်းတာဝန်ကြီးရလို့ထင်ရပေမဲ့လေဒီစီထဲမှာလည်းနောက်တစ်ခါပြန်ကြော်ရတာဖြစ်တဲ့အတွက်စိတ်ရှိရှိလေးတော့ကြော်ပေးဖို့လိုပါတယ်။ဒါမှပဲရတာရှိရအာလူးချောင်းကြော်လေးရမှာဖြစ်ပါတယ်။အခုလိုအာလူးချောင်းကြော်လေးကအေးသွားပြီဆိုရင်ဒုတိယတစ်ချိန်ပြန်ဆော်ပါမယ်။အခုဒုတိယတစ်ချိန်ပြန်ကြော်တာအကြာကြီးကြော်ကြမလို့ပါဘူးရှင်။10မိနစ်2မိနစ်လောက်လေးကြော်ရင်လည်းရပါပြီ။အခုဆိုရင်အရန်ကိုကျွတ်ရွာပြီးတော့ရတာရှိတဲ့အာလူးချောင်းကြော်လေးတွေကိုဘယ်နဲ့ရနေဆက်ထုတ်နေပါပြီ။ခုနအာလူးကြော်ထားတဲ့စီကိုညားနေလို့ခတ်ထုတ်လိုက်ပါတယ်။အခုစီချန်နည်းနည်းလေးတဲ့ကိုထောင်းထားတဲ့စက်သွန်ပြူလေးထည့်လိုက်ပါတယ်စက်သွန်ပြူလေးဒီလိုအနေထားကိုရောက်ပြီဆိုရင်ရောင်လေးလာသွားအောင်တစ်ချက်မုတ်ကလေးထည့်လိုက်ပါတယ်မာလာမုတ်လေးထည့်လိုက်ပါတယ်အဲ့ဒီချိန်မှာမီးရှိန်ကိုလျှော့ထားပါမယ်ပူးသွားတက်လို့ပါပွားချောင်းစိတ်ကြိတ်ထားတာလေးကိုထည့်လိုက်ပါတယ်မေမေကအိမ်မှာရှိလို့ထည့်တာပါနော်မရှိဘူးဆိုရင်လည်းမာလာမုတ်နဲ့ပဲလုံလောက်ပါတယ်စပွန်ကြီးချုပ်မုတ်ကလေးနည်းနည်းထည့်လိုက်ပါတယ်စားလေးနဲ့ငယ်ထည့်လိုက်ပါတယ်ညီမဲတောင်းလေးထည့်လိုက်ပါတယ်နန်းလော်ထားတာလေးထည့်လိုက်ပါတယ်မီးအေးလေးနဲ့ကြောရမှာပါနော်မီးပြင်းထားရင်တော့တူးသွားပြီးတော့စားတဲ့အခါမှာ
ရတာမရှိပဲဖြစ်တတ်ပါတယ်ခုလိုအခြေအနေမျိုးလေးရသွားပြီဆိုရင်ခုနကြော်ထားတဲ့အာလူးလေးတွေကိုထည့်လိုက်ပါတယ်အခုဆိုရင်တော့အာလူးကြောင့်မာလာကြော်လေးရသွားပါပြီပွဲပြင်ဖို့ပဲလိုပါတော့တယ်ရှင်ပွဲပြင်มาတော့မယ်အခုဆိုရင်တော့အစားသာရှိလာတဲ့အာလူးမာလာကြော်လေးဆက်လုပ်ပြီးသွားပါပြီဒီအာလူးမာလာကြော်လေးရဆိုရင်ဖြစ်နေဒီဟာနဲ့ပဲတောက်တော့အိမ်မှာကလေးတွေပျော်ပဲစားစား TV ကြည့်ရင်လည်းစားစားရမ်းရတာရှိတဲ့အတွက်အိမ်သားတွေကြိုက်ဖြစ်ပါနော်အိမ်ရှင်မတို့ရေကိုကိုရီးယားဘီယာနဲ့ပြီးဖို့အတွက်အိမ်ရှင်မတွေလုပ်ပေးကြမယ်ဆိုရင်တော့လေကိုကိုရီးယားအချစ်တိုးပြီးတော့အိမ်ရှင်မတွေလည်းညနေပိုင်းလာမှသိကြပါပဲရှင်စပွန်ကြီးချုပ်မုတ်ကလေးနဲ့တက်ဆက်ဖို့တော့မမေ့နဲ့နော်ပြောင်းမှုကြံပလောပိနံဥရိုနဲ့ထုတ်လုပ်ထားပြီးဒီစပွန်လေးကိုချိုးကြကြထည့်ချက်မယ်ဆိုလို့ရှိရင်ရမ်းကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာမှသိကြတယ်စားလိုက်လို့ကတော့ရှလွတ်နဲ့ရတာရှိသွားမယ်နော်စပွန်